နေရောင်ကြီးတောင်ကောင်းကောင်းမတိုးနိုင်လောက်အောင်တစ်ပင်ကြီးတွေတိတ်သေးလာတဲ့တောနဲ့ကြီးထဲမှာနာတော့အုပ်စရာရှိပါတယ်။ဒီနေရာဟာလျှို့ဝှက်စမ်းကြဲတဲ့ဒန်နာရီပုံမြင်တွေရှောင်ရှားစရာတည်ခြင်းတရားရဲ့အငွေအသက်တွေပြည့်နေတဲ့သမိုင်းဆိုးနေရာတစ်ခုပေါ့။ဒါပေမဲ့ဒီလောက်အန်ဒီရဲ့များတဲ့တောအုပ်ကြီးတွေမှာလူတိုင်းအသက်နဲ့ရင်းပြီးအလုံးချင်းဆုံးဖြစ်နေကြတဲ့အဖိုးတန်ရတနာတစ်ခုရှိနေတာကိုတော့ဒေတာအသီးသီးကဝါရင်တောလိုက်မုတ်ဆိုးတွေအားလုံးကောင်းကောင်းကြီးသိကြပါတယ်။အဲ့ဒါကတော့တခြားမဟုတ်ပဲနဂါးဆွဲပဲဖြစ်ပါတယ်။ဒီအစွမ်းထက်လာတဲ့နဂါးဆွဲကိုပိုင်ဆိုင်ခွင့်ရတဲ့မုတ်ဆိုးဟာတာမန်လူသားတွေထက်အစပေါင်းများစွာတာလုံတဲ့ခွန်အားတွေကိုရရှိမှဖြစ်တယ်လို့ဘလောက်ပဲကြောက်စရာကောင်းပြီးရိုင်းဆိုင်ကြမ်းတမ်းတဲ့တားရဲတိရစ္ဆာန်မျိုးဖြစ်ပါစေသူ့ရဲ့ရှေးဘဝအောက်မှာအလိုအလျောက်အရှုံးပေးရမယ်လို့ယုံကြည်ထားကြတာပါဒါတွေမကသေးပဲအဲ့ဒီနဂါးဆွဲကိုရတဲ့သူဟာမုတ်ဆိုးအပေါင်းကိုအုပ်ရှုပ်နိုင်မဲ့အကြီးအကဲမုတ်ဆိုးကြီးတစ်ယောက်လည်းဖြစ်လာစေမှာပါဒါပေမဲ့ပြီးခဲ့တဲ့အတိတ်ကာလတွေမှာတော့ဒီတောတွေကနေဘယ်သူမှအသက်ရှင်လျက်ပြန်ထွက်လာပြီးအမှန်တရားကိုပြောပြနိုင်ခဲ့တာမျိုးမရှိခဲ့ပါဘူးဒီနေ့မှာတော့ရီမန်းချက်အလွန်ကြီးပြီးအင်းအိုင်ခါလဲပညာတွေတက်မြောက်ထားတဲ့မုတ်ဆိုးငယ်ကိုရှိတူတယောက်မြူခိုးတွေအုံဆိုင်နေတဲ့ဒေါ်နက်ကြီးရဲ့အလဲဘဟိုမှာရောက်ရှိလုံနေခဲ့ပါပြီ။သူရဲ့လက်ထဲမှာတော့မြစိမ်းရောင်အလဲတွေတစ်ဖြက်ဖြက်တောက်ပနေတဲ့ပစ္စည်းတစ်ခုကိုအမျက်တနိုးစုပ်ကင်ထားတာပါ။အဲ့ဒါကတော့အလွန်ထက်မြက်ပြီးတကူအရှိန်အဝါကြီးမားလာတဲ့နဂါးဆွဲအစ်စ်ပဲဖြစ်ပါတယ်။ကိုရှိတူရဲ့ရင်ဘတ်ထဲကနှလုံးသားဟာလည်းအလွန်အမင်းကြီးနဲ့အားရမှုတွေကြောင့်တဒိန်ဒိန်တုံအောင်ဖုံလုံးလုံးနေပါတယ်။အကြောင်းကတော့သူဟာတမိုင်းတစ်လျှောက်မှာဒီနဂါးဆွဲကိုပထမဦးဆုံးရှာဖွေတွေ့ရှိပြီးပိုင်ဆိုင်ခွင့်ရခဲ့တဲ့မုတ်ဆိုးဖြစ်နေလို့ပါ။နောက်ဆုံးတော့ငါကဒီမြေပြင်မှာအစွမ်းအကြီးဆုံးလူတစ်ယောက်ဖြစ်လာပြီ။ဘယ်သားရဲ့တရိษံနဲ့ဘယ်မုတ်ဆိုးကမှငါ့ကိုရှင်းနိုင်တော့မှာမဟုတ်ဘူး။ကိုရှိတူဟာအလွန်အမင်းဝမ်းသာအားရဖြစ်ပြီးကြည်ကြဲလောင်လောင်နဲ့ရေမောလိုက်ပါတယ်။ပြီးတာနဲ့အစွမ်းထက်လာတဲ့နဂါးဆွဲကိုသူ့ရဲ့လွယ်အိတ်ထဲကိုထည့်ပြီးရွာကိုပြန်ဖို့အတွက်ပြင်ဆင်တော့တာပေါ့။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲပြင်းထန်လာတဲ့လေးရွှန်တန်ကြီးကတောအုပ်တစ်ခုလုံးတုံဟင်းသွားအောင်ကျေလောင်စွာနဲ့ထွက်ပေါ်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲပတ်ဝန်းကျင်တစ်ခုလုံးဟာရင်ထဲအထိအေးစိမ်လို့သွားစေခဲ့တာပေါ့။တိတ်မကြခင်မှာပဲသွေးညှိနှံတွေကနှာခေါင်းတွေကိုရိုက်ခတ်လာပြီးနေအောင်ကြီးကိုပါကွယ်ပိတ်ပြစ်နိုင်တဲ့အရေးမဲကြီးတစ်ခုကကိုချစ်တူးစီကိုရွေလျားလာခဲ့ပါတယ်။နေကြရလူသားငါအဆွဲကိုလွယ်လွယ်နဲ့ယူသွားလို့ရမယ်လို့ထင်နေတာလား။အရှင်အဝါကြီးမားလာတဲ့အတန်ကြီးကမွေကြီးရဲ့ပါဇက်ကနေဖွင့်ပြောတာမဟုတ်ပဲဘယ်အရက်ဒေတာကပြောနေမှမသိပေမဲ့ကိုချစ်တူးရဲ့နားတွေကိုတုံဟိမ့်ပြီးဝင်ရောက်လာခဲ့ပါတယ်။ဒါကြောင့်ကိုရှိတူးဟာမျက်နှာတစ်ခုလုံးသွေးဆုပ်ဖြူရောသွားပြီးရက်ရှင်းဆိုသလိုသူ့မှာအသက်အန္တရာယ်ရှိနေပြီဆိုတာကိုကောင်းကောင်းကြီးနားလည်သွားခဲ့ပါတယ်။သူဟာအင်းအိုင်မန်ဒယာရီစီရင်ထားတဲ့တနက်ကိုအမြန်မြောက်ပြီးချိန်ဖို့အတွက်ကြိုးစားလိုက်ပေမဲ့တကယ်တမ်းမှာတော့အရန်နောက်ကျလို့သွားခဲ့ပါပြီ။မျက်စိနဲ့တော့မမီနိုင်ပဲမြန်ဆန်လာတဲ့အချိန်နဲ့အဲ့ဒီမွေကြီးဟာတဟုန်တိုးပြေးဝင်လာပြီးတန်မာတဲ့သူ့ရဲ့ခန္ဓာကိုယ်ကြီးနဲ့ကိုရှိတူးကိုချက်ချင်းပဲရစ်ပတ်လိုက်ပါတော့တယ်။ကဲကြောက်ပါဦး။အတိုင်းအစားမရှိပြင်းထန်လာတဲ့ညှစ်အားတွေနဲ့တိုက်ခိုက်ခံခဲ့လိုက်ရတာကြောင့်မုတ်ဆိုးငယ်ရဲ့ကိုယ်တွေကအယိုးတွေအားလုံးဟာကြည်မွားတော့မလို့တကြွကြွနဲ့အတန်တွေမြည်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲပြင်းထန်လာတဲ့နာကျင်မှုတွေကအုံနောက်ထဲအထိရောက်လာပြီးမျက်စိတွေပါပြဝေသွားရတာပေါ့။တောနဲ့အတွင်းကအရှင်သခင်ဖြစ်တဲ့မွေကြီးရဲ့ခန္ဓာကိုယ်တစ်ခုလုံးနဲ့အညစ်ခံထားရတာကြောင့်ကိုရှိတူးဟာသွေးတွေကိုလေချောင်းဝါးကနေအများကြီးအန်ထွက်လာခဲ့ပါတယ်။သူ့ရဲ့အသက်ရှူတန်တွေကလည်းတဖြည်းဖြည်းနဲ့ပြတ်တောင်းဖြစ်လာခဲ့ပါပြီ။ကြီးမားလာတဲ့မွေကြီးရဲ့ရစ်ပတ်မှုကိုရှိတူးတယောက်ခံစားနေရတဲ့အချိန်တစ်ဖက်မှာလည်းကိုရှိတူးရဲ့အိမ်မှာနမိတ်ပုံတွေပေါ်လာခဲ့ပါတယ်။အဲဒါကတော့သူ့ရဲ့အိမ်ရှိကကွစ်ပစ်ပေါ်မှာတင်ထားတဲ့ရင်နွေးချမ်းပကံလုံးလေးဟာအကြောင်းရင်းမရှိပဲကျမ်းပြင်ပေါ်ကိုပြုတ်ကျပြီးတစားစီကွဲကျွေသွားခဲ့တာပါ။အဲဒီလိုကြာကွဲတဲ့အတန်ကြောင့်ကိုရှိတူးရဲ့အမေဖြစ်သူဒေါ်မွေးတယောက်ထိတ်လန့်တုန်လောက်ပြီးကိုလုံးလေးပါစက္ကနဲတုံသွားရပါတယ်။ဒါကြောင့်သူဟာလှုပ်လက်စားအလုပ်တွေကိုရှက်ရှင်းပြစ်ချခဲ့ပြီးအိမ်ရှိကိုအလန့်တကြားနဲ့အပြေးအလွှာထွက်ကြည့်လိုက်မိပါတယ်။ဒါပေမဲ့အိမ်ရှိဝင်းကျင်တစ်ခုလုံးမှာတော့ဘာလူတယောက်မှမရှိပဲကွဲကျွေနေတဲ့ခွက်အပိုင်းအစတွေကိုပဲတွေ့လိုက်ရပါတယ်။ဒါပေမဲ့စိတ်ထဲကနေရုတ်တရက်ပေါ်လာတဲ့မကောင်းတဲ့အတိတ်နမိတ်ကြောင့်အမေဖြစ်သူဟာစိတ်တွေတည်ငြိမ်မှုမရှိတော့ပဲကြောက်ကြရက်ဖြစ်လာရတာပေါ့။
ဘာအကြောင်းမှမရှိပဲပကံလုံးကဒီအတိုင်းကြီးပြုတ်ကျခွဲရတယ်လို့ငါသားလေးချစ်သူစီမှာအန်ဒီရဲ့တစ်ခုခုကြုံနေလို့များလားမသိဘူး ဒေါ်မွေးဟာစိုးရိမ်စိတ်တွေကြောင့်မျက်နှာတစ်ခုလုံးဖြူရောပြီးသွေးဆုပ်ကတုံရင်နေတဲ့အတန်နဲ့တူတူကလေးရေရောလိုက်မိပါတယ်။အဲဒီလိုတန်တရားတွေနဲ့စိုးရိမ်ပူပန်မှုတွေပြည့်နှက်ပြီးဝေခွဲမရဖြစ်နေတဲ့အချိန်မှာပဲကိုလုံးကိုတဲ့တန်မှာထွားကြိုင်တဲ့မုတ်ဆိုးငယ်ကိုအောင်မြင့်တယောက်ရှံဝင်းထဲကိုရှီလန်းကျဲကျဲနဲ့ဝင်လာခဲ့တာပါ။အမေဘာဖြစ်လို့လဲဗျ။မျက်နှာကလည်းတရေစီမြင်လိုက်ရတဲ့အတိုင်းပြာရခက်နေတာပဲ။ဒါနဲ့ရှစ်တူရောဘယ်သွားလဲဗျ။ကျွန်တော်အခုတင်တော်တွေကနေပြန်ထွက်လာတာ။ဒီမှာသူစားဖို့ကြည်သားကြောက်လာပေးတာဗျမုတ်ဆိုးကိုအောင်မြင့်နဲ့မုတ်ဆိုးကိုချစ်တူတို့ဟာတယောက်အတွက်တယောက်အသက်ကိုယ်တောင်ပေးရတဲ့အထိရင်းနှီးကြတဲ့တဦးရီသောတငယ်ချင်းအရင်ရှာတွေပါသူတို့နှစ်ယောက်စလုံးဟာကွယ်လွန်သွားပြီဖြစ်တဲ့ဆရာကြီးမုတ်ဆိုးဖိုးထောင်ရဲ့လက်ရင်းတပည့်တွေလည်းဖြစ်ကြပါတယ်ဒါအပြင်အခုအချိန်မှာတော့ဒီရွာလေးထဲမှာသူတို့နှစ်ယောက်စလုံးကအရေးအရှင်းအရှိဆုံးနဲ့အတော်ဆုံးမုတ်ဆိုးလူငယ်တွေအဖြစ်နာမည်ကြီးနေကြတဲ့သူတွေပါဒေါ်မွေးဟာသူ့သားရဲ့တငယ်ချင်းကိုမြင်တော့ရင်ထဲမှာစိုးရိမ်စိတ်တွေကိုဖုံးမထားနိုင်တော့ပဲမျက်ရည်တွေဝဲလာပါတော့တယ်အရင်ရဲ့မင်းတော်ရဲသွားပြီးမကြဘူးချစ်တူလည်းတော်ရဲထွက်သွားတာဒါပေမဲ့အခုထိတော်ရဲကပြန်မလာသေးဘူးသားရေဒီအခါမုတ်ဆိုးကိုအောင်မြင်လဲမျက်မှောင်ကျုံလိုက်ပြီးတစုံတစ်ခုကိုစဉ်းစားကမေးလိုက်ပါတယ်ဒါဆိုသူကအမေကိုပြောသွားသေးလားဘယ်တော်ရဲကိုအမဲလိုက်သွားမလဲဆိုတာဒေါ်မွေးဟာခဏလောက်ငြိမ်ချသွားပြီးတာဖြစ်သူတောထဲမဝင်ခင်နောက်ဆုံးပြောသွားခဲ့တဲ့စကားတွေကိုအသေးအတန်ပြန်စဉ်းစားနေခဲ့ပါတယ်။ပြီးတော့မှတုံရင်နေတဲ့အတန်နဲ့ကိုအောင်မြင့်ကိုကြည့်ပြီးပြောလိုက်တာပေါ့။ "तू ကနာဂတ်တော်ကိုသွားမလို့တဲ့ရက်ပိုင်းလောက်ပဲသွားပြီးပြန်လာခဲ့မယ်လို့ပြောတာပဲ။ဒါပေမဲ့အခုတော့အချိန်တွေကအရမ်းကြာနေပြီ။ဒေါ်မွေးရဲ့နှုတ်ကနေနာဂတော်အုပ်စုရဲ့နမီကိုပြောလိုက်ရုံနဲ့တည်းမုတ်ဆိုးကိုအောင်မြင့်ဟာမျက်နှာတစ်ခုလုံးတွေးဆုပ်ဖြူရောပြီးခန္ဓာကိုယ်တစ်ခုလုံးမှာခဏလောက်တောင့်တင်းအေးခဲသွားရပါတယ်။အကြောင်းကတော့အဲ့ဒီတော်အုပ်ဟာကွယ်လွန်သွားပြီဖြစ်တဲ့ဆရာကြီးမုတ်ဆိုးဖိုးထောင်မသေးခင်ကသူ့ရဲ့တက်တန်းတစ်လျှောက်မှာဘယ်တော့မှရှည်မနှင်းမိစေနဲ့လို့အထက်ထက်အခါခါတတိပေးတားမြစ်ထားတဲ့တောနက်ကြီးဖြစ်နေကြလို့ပါ။အဲ့ဒီနေရာဟာလူသားတွေတွားရမယ့်နေမြေမဟုတ်ပဲအစွမ်းထက်လာပြီးလျှို့ဝှက်စမ်းကြဲတဲ့အရာတွေနဲ့ပြည်နေတာပါဒါအပြင်အဲ့ဒီတောတွေကိုကျူးကျော်ဝင်ရောက်လာတဲ့တက်ရှိမှန်သမျှကိုဝါမျိုးဖြက်စီးပစ်မဲ့ကြောက်စရာအကောင်းဆုံးအောက်လန်းမော်အတက်တွေကိန်းအောင်ရနေရတခုလည်းဖြစ်ပါတယ်ဒါပေမဲ့မုတ်ဆိုးကိုအောင်မြင့်ဟာအမေလိုရှစ်ခင်ရတဲ့ဒေါ်မွေးတယောက်ပို့ပြီးတုံလောက်သွားမှစိုးရိမ်တာကြောင့်သူ့ရဲ့စိတ်ထဲကတငယ်ချင်းအပေါ်စိုးရိမ်မှုတွေကိုဟန်ဆောင်အပြုံးတစ်ခုအောက်မှာအတင်းအကျပ်ဖုံးကွယ်လိုက်ပါတယ်။အော်နာကတော့အကူသွားတာကိုကြည်တဲ့အမေဟာသူကတော့သူ့အာသနာအတိုင်းအမဲလိုက်တာပြောပြီးရက်တွေလာတွေမိနေတာဖြစ်မှာပါ။အများကြီးတွေးဖို့ပါနဲ့နော်ဒီလိုလုပ်လိုက်မယ်လေကျွန်တော်တောလေးကိုလိုက်သွားပြီးသူ့ကိုပြန်ခေါ်လာပေးပါမယ်။အမေဘာမှစိတ်မပူရနော်အဲ့ဒီလိုပြောပြီးတာနဲ့မုတ်ဆိုးကိုအောင်မြင့်ဟာအချိန်ဆွဲမနေတော့ပဲရှက်ရှင်းနောက်ပြန်လှည့်ပြီးရှန်ထဲကနေရှီလန်းခတ်သွက်နဲ့ထွက်လာခဲ့ပါတယ်သူဟာဒေါ်မွေးကိုကြောခိုင်းလိုက်တာနဲ့စောနာကမျက်နှာပေါ်မှာရှိနေခဲ့တဲ့အပြုံးတွေဟာလည်းလုံးဝပြောင်းကွယ်သွားခဲ့ပါပြီအဲ့ဒီအစားအလွန်အမင်းစိုးရိမ်ပူပန်မှုတွေနဲ့အတူခက်ထန်လွန်လာတဲ့အရေးအယောင်တွေကရှက်ရှင်းအစားထိုးဝင်ရောက်လာခဲ့ပါတယ်သူရဲ့စိတ်ထဲမှာလည်းတငယ်ချင်းဖြစ်သူကိုမကြေမနက်နဲ့ကြိမ်ဆဲနေခဲ့တာပေါ့ငရှင်းဒီကောင်ဘာတွေရှောက်ထွေးနေတာလဲနာကတော့အုပ်ဆိုတာကစားကွင်းလို့ပြီးပေါ်ပေါ်ဆဆဝေးရမယ်နေရာမျိုးမဟုတ်ဘူးဆိုတာကိုမသိဘူးလားဒီကောင်ကတော့ကွာမုတ်ဆိုးကိုအောင်မြင့်ဟာစိတ်ထဲကနေတတွတ်ရေရွတ်ပြီးသူ့ရဲ့တငယ်ချင်းအရင်ကြီးကိုတွားရှာဖို့တနက်နဲ့လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေကိုအမြန်ဆုံးပြင်ဆင်လိုက်ပါတော့တယ်ဒီလိုနဲ့ကိုအောင်မြင့်ဟာသူ့တယောက်တည်းနာကတော့အုပ်စီကိုထွက်လာခဲ့တာနေဝင်သွားတဲ့အခါမှပဲတောအုပ်ရဲ့အတွင်ပိုင်းကိုရောက်လာခဲ့ပါတယ်အချိန်ကလည်းအတော်လေးလင်းနေတာကြောင့်အနီးနားကတစ်ပင်ပေါ်မှာပဲလင်းစင်လေးထိုးပြီးညအိပ်ဖို့အတွက်ပြင်ဆင်ရတော့တာပေါ့ဒီလိုနဲ့ညအချိန်ကိုရောက်တဲ့အခါမှာတော့နာဂတော်အုပ်ရဲ့ပတ်ဝန်းကျင်အနေထားဟာမုတ်ဆိုးကိုအောင်မြင်တသက်မှာရောက်ဖူးသမျှပဲတောအုပ်တွေထဲမှာမတူပဲပို့ပြီးတော့အေးစိမ်လွန်နေပါတယ်။တရွက်ရှင်ပုတ်တိုင်မိတဲ့အတန်တွေဟာလည်းအရှိန်ပြေးမွေတွေကအတန်ပြူရှိန်ရှောင်းနေတဲ့အတန်လိုမျိုးကြားနေရတာပါ။
မုတ်ဆိုးကိုအောင်မြင့်ဟာလက်ထဲကအင်းအိုင်စီရင်ထားတဲ့တနက်ကိုမြင်းမြန်အောင်စုပ်ကင်ထားရင်စိတ်ထဲမှာတော့ဆရာကြီးမသေးခင်ကနောက်ဆုံးပြောပြခဲ့တဲ့ဒီတောနက်ကြီးရဲ့တခုတည်းသောစီကံအကြောင်းကိုပြန်တွေးနေမိပါတယ်။အဲဒါကတော့ညအချိန်မှာဘယ်သူကပဲနာမည်ခေါ်နောက်ပြန်လှည့်ပြီးလုံးဝမကြည့်ရဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။အကြောင်းကတော့အဲဒါဟာတောဆောင်ဘလူတွေနဲ့တရေတစီတွေရဲ့လှည့်ကွက်တစ်ခုဖြစ်နေခဲ့လို့ပါ။ဒါပေမဲ့ကိုအောင်မြင့်ဟာတငယ်ချင်းအပေါ်စိုးရိမ်စိတ်ကကြီးစိုးနေတာကြောင့်မနဲ့လင်းတဲ့အထိမစောင့်နိုင်တော့ပဲချက်ချင်းဆိုသလိုလိုက်လံရှာဖွေဖို့လင်းစင်ပေါ်ကနေဆင်းလာခဲ့ပါတယ်။မုတ်ဆိုးကိုအောင်မြင့်ဟာတဖြည်းဖြည်းနဲ့တောအုပ်တစ်ခုလုံးအမောင်ဖုံးအောင်ကြာဆင်းလာတဲ့မြူကိုတွေရဲ့ကြားထဲမှာတေချာဂယုဆိုင်ပြီးရှောက်လန်းနေခဲ့ပါတယ်။သူရဲ့မုတ်ဆိုးအသီးစိတ်ကလည်းအမောင်တူတွေကနေသူ့ကိုဝိုင်းပြီးစိုက်ကြည့်နေတဲ့အကြည့်တွေအများကြီးရှိနေတဲ့ဆိုတာကိုသတိပေးလို့နေတာပေါ့။အဲ့ဒီအချိန်မှာပဲနောက်ကျောဘက်ကနေရုတ်တရက်ဆိုသလိုအတန်ကြီးတစ်ခုကျေလောင်စာနဲ့ထွက်ပေါ်လာပါတယ်။ငါအောင်ရေးငါကိုကေးပါအောင်။အဲ့ဒီအတန်ကြောင့်ကိုအောင်မြင့်ဟာခြေရန်တွေရုတ်တရက်ရက်တန့်သွားပြီးရင်ဘတ်ထဲကနှလုံးသားပါတုံလုံးလျှောက်ရှာလို့သွားရပါတယ်။အကြောင်းကတော့အဲ့ဒီအတန်ဟာသူ့ရဲ့တငယ်ချင်းအရင်ကြီးကိုရှိထူးရဲ့အတန်အစစ်အမှန်ဖြစ်နေလို့ပါပဲ။ငါအရန်နာနေပြီအဲ့ဒီကောင်ကငါအယိုးတွေကိုကြင်မွတော့အောင်ညှစ်ရှည်ပြလိုက်ပြီနောက်ပြန်လှည့်ပြီးတော့ငါ့ကိုကေပါအောင်အဲ့ဒီအတန်ဟာအလုံးအမင်းနာကျင်ခံစားရခက်ပြီးတနာစရာကောင်းလောက်အောင်ငိုကြွေးရင်းထွက်ပေါ်လာခဲ့တာပါအတူတူတေပေါ်တေဘက်လှုပ်ခဲကြခဲ့တဲ့တငယ်ချင်းရဲ့အသက်လုနေခဲ့ရတဲ့အတန်ကိုကြားလိုက်ရတော့မုတ်ဆိုးကိုအမြင့်ဟာဆရာကြီးမှာကြားခဲ့တဲ့စီကန်းကိုမေ့လျောပြီးတတိလက်လွတ်ဖြစ်သွားပါတော့တယ်ငါရှိမင်းမလဲမုတ်ဆိုးကိုအောင်မြင့်ဟာအော်ဟဲလာရင်သူ့ရဲ့ခေါင်းကိုနောက်ဖက်စီစက္ကန့်လှည့်ကြည့်လိုက်မိပါတယ်။ဒါပေမဲ့သူ့ရဲ့မျက်စိရှိမှပေါ်လာတဲ့အရာကတော့တငယ်ချင်းဖြစ်သူမဟုတ်ပဲအယိုးပေါ်အရေးတင်တယ်လို့ပိန်ကပ်ပြီးရှီလျားထွားကျိုင်းနေတဲ့တတဝါစမ်းကြီးတစ်ကောင်ဖြစ်နေတာပါ။သူ့ရဲ့အရေးပြားဟာမွေရဲ့အကြေးခွန်တွေလိုမျိုးအဖုအထစ်တွေနဲ့ပြည့်နေပြီးအမဲဆက်တွေကအကွက်လိုက်ရှောက်လုံနေပါတယ်။မျက်နှာတစ်ခုလုံးကလည်းပုံပြက်ပန်းပြက်ဖြစ်နေပြီးမျက်လုံးအိမ်တွေကနီရဲကပါဇက်ကြီးကိုအကျယ်ကြီးဖြဲထားလိုက်တဲ့အခါမှာတော့ရှည်လျားတဲ့အစွဲကြီးတွေကိုမြင်တွေ့လိုက်ရပါတော့တယ်။အဲဒီပါဇက်ကြီးတွေကနေကိုရှိတူရဲ့အတန်အတိုင်းတထက်ထဲထွက်ပေါ်ပြီးလောင်ပြောင်ရေမောနေပါတော့တယ်။နောက်လှည့်ကြည့်ပြီပဲမင်းငါရဲ့ထောင်ချောက်ထဲကိုမိသွားပြီ။အဲ့ဒီမြေဖို့ဘလူးကြီးဟာစူးစူးဝါးဝါနဲ့တစ်ချက်အော်ဟဲလိုက်ပြီးမုတ်ဆိုးကိုအောင်မြင့်စီကအလွန်မြန်ဆန်လွန်းလာတဲ့အချိန်နဲ့ပြေးဝင်လာပါတော့တယ်။သူဟာရှည်လျားလွန်းတဲ့သူ့ရဲ့လက်မောင်းကြီးကိုမြောက်ပြီးမုတ်ဆိုးငယ်ရဲ့ရင်ဘတ်ကိုဆွဲဖြဲပစ်ဖို့ပြင်လိုက်ပါတော့တယ်။အဲ့ဒီပြင်းထန်လာတဲ့ရိုက်ခတ်မှုကြောင့်ကိုအောင်မြင့်ဟာတော်တော်ဝေးဝေးကိုလွှဲဆင်းပြီးလဲကျသွားရသလိုလက်ထဲကတနက်ဟာလည်းမြက်တော်လေးကိုကျသွားခဲ့ပါတယ်။ဖို့ဘလူးကြီးဟာကိုအောင်မြင့်ကိုအသီးစိတ်ပြန်ဝင်ဖို့အချိန်မပေးပဲအပေါ်ကနေရှင်းဖိနေပြီးကိုအောင်မြင့်ရဲ့ခန္ဓာကိုယ်ပေါ်ကိုခွာထိုင်လိုက်ပါတယ်။ပြီးတာနဲ့သူ့ရဲ့ရှင်ထက်လာတဲ့လက်သေးတွေကိုမြောက်လိုက်ပြီးကိုအောင်မြင့်ရဲ့ကိုယ်လေးကိုထိုးဆိုင်ပစ်ဖို့အတွက်ပြင်ဆင်တော့တာပေါ့။ဒီလိုအသက်အန္တရာယ်နဲ့ကြုံနေရတဲ့အတွင်းမှာပဲကိုအောင်မြင့်ဟာအာယုံကိုအမြန်ဆုံးစူစီလိုက်ပြီးတရားကြီးမုတ်ဆိုးဖိုးထောင်တွင်တင်ပေးခဲ့တဲ့ဂါရာမန်တရားတွေကိုပြန်လည်အောင်မိလိုက်ပါတယ်။ပြီးတာနဲ့သူဟာလက်မကိုတွေးထက်လာတဲ့အထိသွားနဲ့စက္ကနဲ့ကိုက်ဖြတ်လိုက်ပြီးထွက်လာတဲ့သွေးတွေကိုလက်သီးနှစ်ဖက်စလုံးအပေါ်မှာအမြန်ဆုံးတုပ်လိမ်ပြလိုက်တော့တာပေါ့အဲ့ဒီနောက်အစွမ်းထက်လာတဲ့ဂါရာမန်တရားတွေကိုနှုတ်ကနေအမြန်ဆုံးရွတ်ဆိုလိုက်ပါတော့တယ်။အိုးမီလီယံလက်သီးအစီအရင်တောက်လောင်စေအဲ့ဒီအချိန်မှာပဲသူ့ရဲ့လက်ဘဝပေါ်ကနေနီးရဲလာတဲ့မီလီယံတွေဟာရုတ်တရက်ဆိုသလိုပေါက်ကွဲထွက်ပေါ်လာပါတော့တယ်။တစ်ချိန်တည်းမှာပဲအဲ့ဒီမီလီယံတွေကသူ့ရဲ့လက်သေးနှစ်ဖက်စလုံးကိုဖုံးလွှမ်းသွားတဲ့အထိတောက်လောင်လာခဲ့တာပါမုတ်ဆိုးကိုအောင်မြင်လဲအချိန်ဆွဲမနေတော့ပဲအန်အော်တကြီးဖြစ်နေတဲ့မြေဖို့ဘလူးကြီးရဲ့မျက်နှာတစ်တဲ့ကိုအားရှိသမျှအချိန်ပြင်းပြင်းနဲ့ထိုးနှက်လိုက်ပါတော့တယ်ဒီအခါအင်းအိုင်မီလီယံတွေဟာရှင်းရှင်းဆိုသလိုဝုန်းကနေတောက်လောင်လာပြီးမြေဖို့ဘလူးကြီးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုကူးဆက်လောင်ကျွမ်းပစ်လိုက်ပါတယ်။အဲ့ဒီဘလူးကြီးဟာအလုံးအမင်းနာကျင်လွန်လှတာကြောင့်စူးစူးဝါးဝါအော်ဟေးရင်မြေပြင်ပေါ်မှာလူးလိမ်ပြီးတုံရင်နေခဲ့ပါတယ်။စက္ကန့်ပိုင်းလောက်အကြာမှာတော့မီးလောင်ကျွမ်းနေတဲ့သူ့ရဲ့ခန္ဓာကိုယ်ကြီးဟာလုံးဝပြကျသွားပြီးမြေပြင်ပေါ်မှာမဲနှက်တဲ့ပြာမုံတွေအဖြစ်ပြောင်းလဲသွားပါတော့တယ်။အဲ့ဒီတော့မှမုတ်ဆိုးကိုအောင်မြင်လဲချနေရကနေထပြီးရင်ဘက်ကြီးနှိမ့်ရှိမြင့်ရှိနဲ့မောဟိုက်နေပါတော့တယ်ခန္ဓာကိုယ်တစ်ခုလုံးကလည်းထိတ်လန့်တုန်လှုပ်မှုတွေကြောင့်တဆက်ဆက်တုန်ရင်နေပြီးစိတ်ထဲကနေနာကတော့အုပ်ဆိုတာသူတွေးထားတာတဲ့အစာပေါင်းများစွာပို့ပြီးကြောက်စရာကောင်းတယ်လို့ရက်ဆက်ပါလားလို့တွေးနေမိပါတယ်
အဲဒီနောက်မုတ်ဆိုးကိုအောင်မြင့်ဟာတော်လန်အတိုင်းရှိရာခံပြီးလိုက်လံရှာဖွေရင်နောက်ဆုံးမှာတော့တငယ်ချင်းဖြစ်သူကိုရှိတူးကိုရှာတွေ့သွားခဲ့ပါတယ်။ကိုရှိတူးဟာသူ့ရဲ့အင်းအိုင်မန်နီယာတွေနဲ့ဖန်တီးထားတဲ့ဗဒမြားဖန်ချက်ကာကွယ်ရေးအလင်းအိမ်အောက်မှာတရားထိုင်ပြီးအသက်လုနေရတာပါ။ဒါပေမဲ့ကိုအောင်မြင့်ရောက်သွားတဲ့အချိန်မှာတော့အဲဒီကြည်လင်းပြီးပါလွာတဲ့အလင်းအကာအကွယ်တိုင်းဟာဖြည်းဖြည်းချင်းအကြောင်းတွေထွက်ပေါ်ပြီးပျက်စီးခံနေခဲ့ပါပြီ။သူ့ရဲ့အပြင်ဘက်မှာတော့ကြီးမားလာတဲ့အကြီးကွန်တွေနဲ့မွေကြီးတစ်ကောင်ဟာကိုရှိတူးကိုစိုက်ကြည့်လို့နေခဲ့တာပါ။အဲဒီပုံစံကသူ့ရဲ့သားကောင်ကိုအားအင်ကုန်ခန်းသွားမဲ့အချိန်အထိစိတ်ရှည်လက်ရှည်စောင့်ဆိုင်နေတဲ့အမဲလိုက်သားရဲကြီးအတိုင်းပါပဲ။ဒီအချိန်တွေကိုမြင်လိုက်ရပေမဲ့မုတ်ဆိုးကိုအောင်မြင့်ဟာဘလို့မှကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲရဲရင်ပြတ်သားတဲ့မျက်ဝန်းတွေနဲ့အတူကြေလောင်တဲ့အတန်ကြီးနဲ့လှမ်းပြီးစိန်ခေါ်လိုက်ပါတော့တယ်။သူ့ရဲ့အော်ဟစ်စိန်ခေါ်လိုက်တဲ့အတန်အဆုံးမှာပဲသွေးနီအောင်မျက်လုံးတွေနဲ့မွေစိုးကြီးဟာအရင်သားကောင်ကိုအကြည့်လွှဲပြီးအခုမှရောက်လာတဲ့လူသားအသစ်စီကိုရှက်ရှင်းလှည့်လာပါတော့တယ်။မိုင်မဲတဲ့လူသားအသက်အသေးခံဖို့လူတယောက်ထပ်တိုးလာပြန်ပြီပေါ့။မွေကြီးဟာအဲ့ဒီလိုရှိန်လျှောက်ပြီးသူ့ရဲ့အမိနဲ့မုတ်ဆိုးကိုအောင်မျက်စီကိုလျှက်စီးလက်တလို့မြန်ဆန်လှတဲ့အချိန်နဲ့လွှဲရိုက်လိုက်ပါတော့တယ်။မုတ်ဆိုးကိုအောင်မြင့်ကလည်းမွေကြီးရဲ့အကြံကိုကြိုသိနေတဲ့အတိုင်းမြေပြင်ပေါ်ကိုတစ်ချက်လှိမ့်ချပြီးတီတီလေးရှောင်တိတ်လိုက်တာပေါ့။သူဟာမွေကြီးရဲ့သားကောင်အဖြစ်အလွယ်တကူအညံ့မခမ်းပဲအင်းအိုင်စီရင်ထားတဲ့တနက်ကိုရှက်ရှင်းကောက်ကိုင်းပြီးကြီးစံတွေကိုအမြန်ဆုံးအစီအရင်ထည့်လိုက်ပါတော့တယ်။ပြီးရနဲ့မြေပြင်ပေါ်မှာဒူးတစ်ဖက်ထောက်ပြီးသူ့ရဲ့တနက်ကိုမွေကြီးရဲ့ဝမ်ပိုက်စီတက်တက်ရှင်းရင်တစ်ချက်ရှင်းစီပြစ်ထည့်လိုက်တော့တာပေါ့။ကြီးစံတွေဟာမွေကြီးရဲ့ခန္ဓာကိုယ်လေးကိုတိုးဝင်သွားတာနဲ့ကြီးစံပေါက်ကွဲတဲ့အတူမီးတွေကလည်းပွင့်ထွက်လို့လာတာပေါ့။ဒါပေမဲ့အဲ့ဒီတိုက်ခိုက်မှုကမွေကြီးကိုမထိခိုက်စေတဲ့အပြင်ပိုပြီးတော့ဒေါသထွက်စေခဲ့ပါတယ်။ဒါကြောင့်မွေကြီးဟာပါဇက်ကိုအကျယ်ကြီးဟာပြီးအစိမ်းရောင်တောက်ပနေတဲ့အစိမ်းငွေတွေကိုမှုတ်ထုတ်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲအကာအကွယ်အလင်းအိမ်တွေကကိုရှိတူးဟာအားနေနေတဲ့အတန်နဲ့တငယ်ချင်းဖြစ်သူကိုလှမ်းအော်ကတတိပေးလိုက်ပါတယ်။အောင်မြင့်အဲ့ဒီအစိမ်းငွေကိုတတိထားဒီအခါမုတ်ဆိုးကိုအောင်မြင့်လဲသူ့ရဲ့ခန္ဓာကိုယ်ကိုဘေးဘက်စီတစ်ချက်လိမ့်ပြီးရှောင်ကွင်းလိုက်ပါတယ်။ပြီးတာနဲ့ရှေ့ကိုနောက်တစ်ချိန်ပြေးဝင်သွားက AIC ရင်ထားတဲ့မှော်တမြောင်ကိုမွေကြီးရဲ့ခန္ဓာကိုယ်အလဲတက်တက်စီနှက်ဆိုင်စွာနဲ့ထိုးဆိုင်ပစ်လိုက်တာပေါ့။အဲ့ဒီလိုချက်ကောင်းကိုထိသွားတဲ့အခါမှာပဲမွေကြီးဟာနာကျင်လွန်းတာကြောင့်ခန္ဓာကိုယ်တစ်ခုလုံးတပတ်လေအောင်လူးလွန်းရင်မုတ်ဆိုးကိုအောင်မြင့်ကိုလွင်စင်သွားအောင်ခါထုတ်ပစ်လိုက်ပါတယ်။ကိုအောင်မြင့်ကလည်းလေထဲကနေလွင်ထွက်သွားပြီးကိုရှိတူးရဲ့ကာကွယ်ရေးအလင်းအိမ်စီကိုပြင်းပြင်းထန်ထန်သွားရောက်ရိုက်ခံပြီးရတာပေါ့။အဲ့ဒီရိုက်ခံမှုကြောင့်အကာအကွယ်အလင်းအိမ်ဟာတစားစီကြေကွဲပျက်စီးသွားပြီးဒဏ်ရာပလက်ပွားဖြစ်နေတဲ့ကိုရှိတူးလည်းမြေပြင်ပေါ်ကိုလွင်စင်ကြရောက်သွားပါတော့တယ်။ဟဲ့ကောင်ရှိတူမင်းမအားရင်တွေကြံသေးလားငါတို့ဆရာကြီးရဲ့နောက်ဆုံးအတက်ပညာနဲ့ဒီကောင်ကြီးကိုအတူတူအဆုံးသတ်ကြစို့ကိုရှိတူဟာသူ့ရဲ့ရည်မှန်းချက်နဲ့အာနာမန်မောမှုတွေအားလုံးကိုလွတ်ရှလိုက်ပြီးအတူတူသေပေါ်သေဘက်ပြုတ်ခဲ့ကြတဲ့မုတ်ဆိုးစိတ်တဲ့နဲ့မွေကြီးကိုရင်ဆိုင်ဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ပါတယ်။ဒါကြောင့်သူဟာသွားတွေကိုတစ်ချက်ကြိတ်လိုက်ရင်သူ့ရဲ့ခန္ဓာကိုယ်တွေကနောက်ဆုံးကြံရှိနေတဲ့အားအင်တွေကိုညှစ်ထုတ်ကထိုင်ချလိုက်တော့တာပေါ့။ပြီးတာနဲ့လက်အုပ်ရှိထားပြီးစိတ်အာယုံကိုတစ်ထက်သေးစူစီကအမြင့်ဆုံးဖြစ်တဲ့အင်းအိုင်မန်ဒီယာကြီးကိုရွတ်ဆိုခဲ့လိုက်ပါတော့တယ်။အိုးမကောင်းဆိုးဝါးမှန်သမျှပျက်စီးခြင်းသို့ရောက်စေအဲ့ဒီအချိန်မှာပဲရွှေရောင်အမုံအမွားတွေနဲ့ AI မီလီယံတွေဟာမုတ်ဆိုးငယ်ရဲ့ခန္ဓာကိုယ်တွေကနေပေါက်ကွဲထွက်လာပြီးတကူလုံးမီးတွေတောက်လောင်နေတဲ့ကြားကြီးတစ်ကောင်အဖြစ်ပြောင်းလဲလို့သွားခဲ့ပါတယ်။အဲ့ဒီကြားကြီးဟာမနီမဝေးကမြေကြီးစီကိုတရှိန်တိုးပြေးဝင်သွားပြီးကြိုက်ခဲဖြက်စီးပစ်လိုက်တာကြောင့်အချိန်ခဏလေးအတွင်းမှာပဲပြင်းထန်လာတဲ့ပေါက်ကွဲတံကြီးကကျေလောင်စွာနဲ့ထွက်ပေါ်လာပါတော့တယ်။ဒီအခါမွေကြီးရဲ့ခန္ဓာကိုယ်ဟာမီလီယံတွေလောင်ကျွမ်းခြင်းကိုခံလိုက်ရပြီးရှက်ရှင်းမဲပြာမုံတွေအဖြစ်ကိုပြောင်းလဲသွားပါတော့အခုအချိန်မှာတော့တောအုပ်ကြီးဟာအေဂျန်တာယာမှုတွေစီကိုပြန်လဲရောက်ရှိလို့သွားခဲ့ပါပြီ။မုတ်ဆိုးကိုအောင်မြင်လဲတနေရာကိုရှောက်သွားပြီးမြေပြင်ပေါ်ကငကားဆွဲကိုကောက်ကင်ကတိရှာကြည့်လိုက်တာပေါ့။ပြီးတာနဲ့အဲ့ဒီအရာကိုဘာမှနှမျောတွန့်တိုခြင်းမရှိပဲမြေပြင်ပေါ်ကိုလွင့်ပစ်ပြီးကိုရှိတူးစီကိုသွားကတွဲထူပေးလိုက်တော့တာပေါ့။ငါအဲ့ဒီအစွမ်းထက်တဲ့အဆွဲကိုဘယ်လိုလုပ်ကြမလဲ။တောတွေကပစ္စည်းကိုတောထဲမှာပဲထားခဲ့လိုက်ပါကွာ။ဟာအတွက်ကတော့အစွမ်းအထက်ဆုံးအစစ်အမှန်ရနာဆိုတာညစာမစားခင်မင်းကိုအမေတော်မွေးရဲ့ရှေးဘွားအောက်ကိုအရောက်ပြန်ခေါ်သွားနိုင်ဘူးပဲကွာ
မုံစိုးကိုအောင်မြင့်ဟာနောက်ပြောင်တဲ့အပြုံးတစ်ခုနဲ့ပြန်ပြောလိုက်တာကြောင့်ရက်ပေါင်းများစွာတင်မင်းနဲ့ရင်ဆိုင်ခဲ့ရတဲ့ကိုရှိတုတယောက်မျက်ရည်တွေမထိန်နိုင်တော့ပဲဝဲလာပါတော့တယ်ဒီလိုနဲ့သူတို့တငယ်ချင်းနှစ်ယောက်ဟာနောက်ကိုတစ်ချက်လေးတောင်ပြန်လှည့်မကြည့်တော့ပဲနာကတော့အုပ်ထဲကနေရှီလန်းကျကျနဲ့ထွက်လာခဲ့ကြတာပေါ့သူတို့ဟာဒန်နာရီပုံပြင်တွေနဲ့လျှို့ဝှက်စမ်းကြဲတဲ့အရာတွေကိုနောက်ွယ်မှာပဲထားရစ်ခဲ့ပြီးသူတို့ကိုစောင့်မျှော်နေတဲ့နှွေးထွေးတဲ့အင်္ဂလိပ်စီကိုဦးတီးပြီးပြန်လာခဲ့ကြပါတော့တယ်ဒီကနေ့ရဲ့ဇလန်လေးကိုအဆုံးထိနားဆင်ပေးကြတဲ့ကျွန်တော်ရဲ့ရှစ်ပရိသတ်တယောက်ရှင်းကြည့်တိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာအားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေ